เคเอาไม่ละป่ะMinecraft အပိုင်း2ကနေပြန်လဲကြိုဆိုလိုက်ပါတယ်โอเคအဲ့အပိုင်း2ကိုကြည့်ရှုလိုက်ပါအောင်โอเคပါ let's go โอเคအပိုင်း1ကပြောခဲ့သလိုပဲ play ရဲ့ setting ရရှိပါတယ် play ကိုပဲနှိပ်လိုက်ပါမယ် play ပဲနှိပ်ရမှာပါโอเคဒါကတော့အပိုင်း1မှာဆွဲပြထားတဲ့ဟောပေါ့နော်ဒီ survivor ဆိုတော့ဒီမှာထောက်ပြထားတဲ့ဟောပေါ့နော်အဲ့ဒီဟောကိုဆက်ပြီးတော့အပိုင်း2 survivor အဖြစ်အသက်ရှင်မှာဖြစ်ပါတယ် let's go အားမင်္ဂလာပါMinecraft အပိုင်း2ကနေပြန်ကြိုးလိုက်ပါတယ်အပိုင်း1မှာတော့ဒီနေရာလေးအိပ်ပြီးတော့အပိုင်း1ပြီးဆုံးမှာပဲဖြစ်ပါတယ်โอเคအဲ့တော့အပိုင်း2ကနေပြန်ကြိုးလိုက်ပါတယ်အပိုင်း2စလိုက်အောင်โอเคဒီဟာလေးတကားလေးပိတ်လိုက်မယ်အဲ့ဒါကိုလည်းရှိရတော့ဒီရွာကိုဘယ်သူသေဇူမီတွေပါလာတော့စိတ်ပူစရာတော့မလိုဘူးပေါ့နော်ခေါင်းလုံးဒီအဲ့ကိုလည်းကတော့မျက်လုံးကြီးနီလေးရဲ့အတွက်သွားတော့နောက်လို့မရဘူးကမျက်လုံးမနီလဲသွားနောက်လို့မရဘူးနော်သူ့ဟောဒီလိုမျိုးသူ့ဒီလက်နဲ့သွားရလို့လည်းမရပါဘူးဘယ်ဟာနဲ့ပဲရိုက်သူပြန်ပြီးလာရိုက်လိုက်ပါမယ်နောက်နေရောပစ္စည်းချပြီးတော့ပစ္စည်းတွေကိုဒီမှာဒီ chest ထဲမှာဒီအဲ့ chat အခုလောက်ထားတဲ့ chat ထဲမှာတင်းခဲ့ပြီးတော့တစ်ချက်သူ့ကိုသွားပြီးတက်ပြပါမယ်အရေးကြီးရဲ့ပစ္စည်းရိုက်တော့ဆိုရိုက်အဲ့တော့ねသူ့ကိုသွားပြီးဒီကိုသွားလုပ်ကြည့်ရအောင်ဒီချပါတယ်မယုံပါဘူးလုပ်ကြည့်ပါမယ်လုပ်ပြပါမယ်တွေ့တစ်ချက်ပဲတွေ့တာတစ်ချက်ဆိုတစ်ချက်ပဲ respawn လိုက်ပါမယ်တွေ့ဒီအိမ်ထဲမှာတက်ရှင်တာအဲ့တော့ခုနပစ္စည်းတွေကိုပြန်တော့ယူပါမယ်ပေါ့ဒီမှာပေါ့ဒါခုနပစ္စည်းတွေပေါ့ခုနမှာကြားခဲ့တဲ့ပစ္စည်းတွေတွေ့တာမယုံပါဆိုလို့ပြလိုက်ပြီနော်တွေ့တကယ်ကြီးကိုချတာနော်အိုင်ယွန်ကွန်လန်ဆိုပြီးတော့တော့အထင်သေးလို့မရကိုကသူ့ရဲ့တစ်ချက်နဲ့တင်ကိုကသေသွားပြီပေါ့နော်အဲ့လိုမျိုးပေါ့တော့ပြီးတော့လည်းအထင်သေးလို့မရဘူးပေါ့အဲ့တော့ Minecraft ဆိုရင်ဟိုလိုတခြား Minecraft တွေမဆော့ပါနဲ့ဒီကြံပေးတာပေါ့နော်ဆော့နေတဲ့ Minecraft ဆော့ပါဒါပေမဲ့ဒီ Minecraft ကတော့တခြား Minecraft တွေထက်တော့အများကြီးတာပါတယ် Iron Golem ရွာမှာဆိုလို့ရှိရင် Iron Golem ကိုယ့်ဘာကိုလုပ်ဆရာမလိုဘူးသူ့ဘာဆိုစိုက်ရရှိပြီးတာပြီးတော့Iron Golem ကလည်းကိုသူ့ကိုတွားရလို့ရှိရင်သူကလည်းကိုပြန်ပြီးတော့လုပ်ပါတယ်အားကြောင့်ဒီ Minecraft ဆော့မယ်ဆိုဒီ Minecraft ကိုဆော့တင်ပါတယ်ဒါပေမဲ့တိုက်တဲ့ Minecraft ကိုဆော့ပါဒီအကြံပေးရပါတော့ဒီ Minecraft ကဘယ်လောက်ကောင်းလဲဆိုတာပေါ့နော်ဒီရေထဲမှာဇူမီတွေပါရှိလားမရှိဘူးကငါတကောင်နဲ့အော်ဒါပဲသူတို့ကတရားလောက်ထားဆိုတော့ဘယ်လိုဆိုလို့ရှိအဲ့တန်ကြားရနော်ချက်ဝင်ကြည့်လိုက်နေရတော့ဝက်ဖြစ်ပြီပေါ့ချက်တော့ဝင်ကြည့်လိုက်ပါဦးမရှိတော့ပါဘူးရှေ့အဲ့မငါတယောက်မြင်လိုက်တော့နေငါအောက်ဆီဂျင်ငါတေးတော့မလို့ချက်ပါတော်သေးငါတွေးရတော့မှအားကြောင့်အဲ့လိုရန်ကိုစိတ်ပူရတယ်ဒီမှာဆိုဒိုင်းညာလေးလည်းရှိရပေါ့နော်အဲ့တော့ရွာကိုရောက်လို့ရှိရင်တော့တေးသေးချာလေးတော့ဆိုတာပါဒါပေမဲ့ဒါကြီးကိုမယူပါဘူးဘာလို့ဆိုတော့ဒီရွာမှာက3-5ရက်နေမယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒီရွာတွေတော့မထွက်ခါချင်ဘာလို့လဲဆိုတော့โอเคအဲ့ဆိုတော့ဒီရွာမှာဆက်ပြီးတော့ survive လုပ်အောင်မှာပဲဖြစ်ပါတယ်အပိုင်းနဲ့မှာโอเคအပိုင်းနဲ့ကဇူမီတွေကဟိုးပါမှာပဲကွာငါခုနငါဒီဘက်ချောင်းမသွားလိုက်တာကွာသိရမလားဒီကောင်လေးရှိရတယ်မကြီးဝယ်လို့လည်းရတယ်ပေါ့နော်ဈေးဝယ်လို့လည်းရတယ်ပေါ့နော်ဒီအဲ့မှာ trade ပုံစံအားရဒီကောင်ဘလို့ယူခုနသူရွာသားပုံစံနဲ့နော်โอเคသူ့ trade ဆိုရဟာဒီနှိမ့်တယ်မှာဇူမီတာ32ခုဆိုလို့ရှိရင်စိန်တုံးရတယ်ပေါ့အဲ့မှာဇူမီတာ2ခုပဲတော့မရအောင်စိန်တုံးတစ်တုံးကိုဒီဟာလေးတော့ရတယ်ပေါ့ညီမရွှေတုံး3တုံးဆိုလို့ရှိရင်စိန်တုံးတစ်တုံးရပါတယ်လို့နော်အဲ့လိုမျိုးပါတရားနဲ့တရားဝယ်လို့ရပါတယ်အဲ့ဒါတွေကိုတော့ပြပြီးတော့အခုပြလိုက်ပါပြီပြလိုက်ရပြီဆိုတော့ညငါဘာမှအိတ်ခဲ့ရတယ်အဲ့လိုမျိုးအိမ်ပြောက်လို့ရှိရင်တစ်ချက်လိုက်ရှာရတယ်အဲ့တော့တခြားအိမ်ရမှာမရှိတာဟုတ်တယ်မလားတခြားနေရာမှာအဲ့လိုရှိရင်အဲ့ရွာသားကိုတတ်မှရမယ်အချင်းညာသနာချယ်လဲမတိပဲသနာတယ်ပေါ့ဘာမှမဟုတ်ဒါရှိရပေါ့ဒါဒီဒီမှာဒီချက်ဒီမှာကိုဒီမှာတော့ဒါလေးပေါ့တသားတော့မလိုတော့ဘူးအသားလေးတော့လိုတယ်တော့ဒုတ်ချောင်းနဲ့သွားလေးလိုက်အဲ့ဆိုတော့ယာရီလက်စကုတ်စပိုက်လို့တော့ဘယ်လဲယာရီစပိုက်လို့ပါမယ်ကိုဒီနေ့နေမှာပေါ့ဒီရွာမှာတော့နေမယ်ဒါပေမဲ့ဒီရွာနားနေမှာမီယာခဲနဲ့တစ်ခုလောက်တီထွင်သွားမှာဖြစ်ပါတယ်ဒီမှာပေါ့
မနေ့ကဆိုလို့မနေ့ကဖြစ်ကုန်ခုနကအပိုင်းတက်မှာဆိုလို့ရှိရင်ဒီညနေမှာအိတ်ခဲ့ရပေါ့ဒီညနေမှာညီရောက်ခန်းလေးတို့နော်တို့သူမဲကြားရမယ်တို့ဒီညနေမှာပေါ့ညီရောက်ခန်းလေးစောက်သွားမှာပဲဖြစ်ပါတယ်ကြားတယ်စကားတွေမများမယ်အခုချင်းစောက်လိုက်အောင် let's go okay ဒီညနေမှာပေါ့ဒါလေးကိုခေါ်လိုက် okay စတင်ပြီးတော့ညီရောက်ခန်းစောက်ပါပြီလို့ okay ဒါမဲ့လှေကားမရှိဘူးလို့တသားသုံးလုံးနဲ့ဘလို့လှေကားသွားလို့မှာတော့ဟာအဲ့ဒါစိုးတာအဲ့ဆိုတော့ဒီမှာပြန်ပြီးတော့ဒီလိုမျိုးလေးထားပါလိမ့်ပါမယ်အဲ့တော့တသားသွားပြီးတော့တသားခုံပါပဲဖြစ်ပါတယ်ဒီမှာတက်လေးခုံလိုက်မယ်အဲ့တော့တသားလိုတယ်လေးပြန်မှာအဲ့လိုဟိုကလှေကားလို့ဖို့အတွက်ကဟုတ်ပါဘူးဒုတ်တွေအများကြီးလိုတာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒုတ်တွေအများကြီးလိုတာခဏโอเคဒီတော့ပြန်စားပါပြီပြန်စားရမဟုတ်ဘူးခုနအတက်အောင်မလေးโอเคခုနတက်သားလို့ရနော်မဟုတ်ဘူးဆိုမေးဟုတ်တယ်တက်သားလို့အဲ့တက်သားနဲ့လူချောင်းလေးလောက်ရမှာပေါ့တကားပြပြီးလောက်ကြာညဘက်ရောက်လို့မသိကွာသွားပြီရတာပါအခုတော်လေးဒီမှာဒီမှာပေါ့လှေကားပါမှာပေးရလေအမလေးလှေကားအော်မှာဒါရထားနိုင်လှေကားပါမှာအော်နော်လှေကားကဘာလဲဆိုတော့မဟုတ်ဘူးဟုတ်တယ်နော်တုတ်ချောင်းလေးနဲ့အဲ့တုတ်ချောင်းလေးကကိုတက်တော့ခေါ်အဲ့တက်သားလေးကနေပြီးတော့တုတ်ချောင်းလေးလုပ်လို့ရပါတယ်ဘာတန်းလဲတိတော့ဟဲ့တုတ်ချောင်းကုန်ပြီလားဟာဒါပဲတော့ရတာဟောငါတက်သားမှမလုပ်ရသေးဘူးအယူဝဲငါလေးဒါလေးလုပ်လိုက်မယ်တုတ်ချောင်းအဲ့ဒီတူအဲ့မှာလှေကားလေး9ခုလုပ်လို့ရတယ်ပေါ့9ခုတော့မဟုတ်အများကြီးလုပ်လို့ရလုပ်ထားတယ်ကွာတော်တော်ပို့ပေါ့ကွာโอเคဒီထဲမှာဆိုရင်လှေကား21အိုး21ခုတော့ကွာโอเคအဲ့ဆိုရင်အဆင်ပြေတယ်ပေါ့နော်ပိုတော်ပိုးနေပေါ့နော်မြေခန်းဆောင်ပါနေဆိုရင်တော့โอเค let's go စလိုက်အောင်မြေခန်းတူပဲဟာရโอเคမြေခန်းတူပြီစတင်ပြီးတော့တူးမှာပေါ့အဲ့ဆိုဒုတိယဆိုတော့စက်ပြီးတူးရမယ်ဒီစက်ပြီးတူးတာရပြီတော့ပြရပြီတော့ဆိုတော့နေလို့ရပြီညဘက်တိုင်ကဟိုညအဲ့ရလေးဆက်ပြီးတော့ဒီမှာအဲ့မှာပေါ့အဲ့မှာလေဒီမြေခန်းကပြန်နေတယ်အဲ့ဒီရောလာလေးအဲ့မှာပဲအဲ့ချင်းတွေ့အဲ့အပိုင်းနဲ့တောင်ပြီးတော့မှာလားငါသိတော့မသိတော့9မိနစ်တော့နော်10မိနစ်ဆို17မိနစ်ဆိုပြီးတော့လို့ဆိုဒီလိုမျိုးရှည်ဆိုလို့ရှိရင်17မိနစ်ဆိုအနည်းဆုံး17မိနစ်တင်လို့ရတယ်ပေါ့နော်ရုံရတာလည်းမဟုတ်ဘူး17မိနစ်ပဲတင်တော့ဘာလို့လဲဆိုတော့အဲ့လို YouTube တွေမှာဆိုလို့ရှိရင်ဗီဒီယိုအကြိုက်တင်လို့မရဘူးပေါ့နော်အနည်းဆုံး13မိနစ်လား12မိနစ်လား17မိနစ်လားပြအဲ့တော့ပဲတင်လို့ရတယ်ဒါပေမဲ့17မိနစ်ပဲတင်ပါမယ်ရတဲ့ရုံကဘာလို့လဲတဲ့ရုံရတာမဟုတ်လို့ပါမီးတိုင်ဘယ်ကနေဘလို့ဘာနဲ့တော့ရတာအဲ့ဒီမှာမီးတိုင်ဒါပါတယ်အိုးမဲတုံးမဟုတ်ပါအိုးမဲတုံးမဟုတ်အိုးမဲအဲ့ဒါဟိုအောက်ကိုတွတ်တူပါမှာမနေ့ကမှလည်းတူတော့မဟုတ်တယ်ပေါက်ကဒီမှာဆိုတော့ကဒီမှာကငါဘာမှလည်းမရှိတော့အေးပါကွာတကယ်ဘာမှဒီကလေးတက်လိုက်အရင်ဆုံးပေါ့နော်ညရောက်နေပြီတန်းတီတော့ညရောက်နေငါအဲ့ရလေးချက်ပြီးတော့ညအာရောဟဲ့ဒီကောင်ဘာလဲရောဟာငါအိမ်အောင်အောင်မဟာလဲငါအိမ်အောင်အောင်မဖြစ်ထိုးပလိုက်လို့ငါအိမ်အောင်ဒီကောင်လားအဲ့နေကရွာသားအဲ့ကောင်ဟာတော့ပြီအဲ့ဒါငါဒီမှာဒါပြစ်နေသေးအဲ့ဒါဟိုကောင်အတုံးခံရမှာပဲနင်းငါအမြဲအိမ်မဖြစ်မင်းတို့ဆိုလို့ရှိရင်ရွာတော့ဆွေးနွေးလို့ရနိုင်မယ်အဲ့လိုမျိုးနော်မိုက်ခွက်ကအဲ့လိုရှိပါတယ်ဒီလိုမျိုးပေါ့အမြဲအိမ်စားလာနော်โอเคအိမ်လိုက်ပြီဆိုတော့ကအပေါ်တစ်ချက်သွားကြည့်လိုက်အောင်အကောင်တကယ်ပြောတာဟာလေသူတို့အိမ်သူတို့သွားမယ်သူများအိမ်ကိုလာပြီးတော့သူများအိမ်တော့ပြောသူများမြေရောက်ခန်းအောင်အဲ့တော့ကဘာလို့မလဲဆိုတော့ကအရာမဟုတ်သေးပါဒီတက်ဝင်လိုက်မယ်နိခုဘာလို့မှလဲဆိုတော့ဒီမှာအိမ်ရတယ်ဆိုလို့ရှိရင်လည်းအများရှိပေါ့ဒါသုံးနီကောင်ပေါ့သုံးနီကောင်ကအရင်ရှားတယ်သုံးမဲရတော့သိမရှားဘူးဒီကောင်လေးဆိုဒီမှာသုံးပန်းရောင်လေးသုံးသိန်းရောင်သုံးဝါရောင်သုံးလိမ့်မယ်မရှိရပေါ့နော်ဒီမှာခုရကိန်းနေပါဒါပေမဲ့
တခါမှတော့မတွေ့ဘူးအဲ့ကောင်ကြီးတော်တော်ရှားတယ်အေးဒါဆိုလို့ရှိရင်ဒီမှာပေါ့နွားသားလားပါတယ်မသိဘူးအဲ့ဒါလေးနဲ့လုပ်လို့ရတယ်အမဲသားလို့ပြောမှာပေါ့ရှင်းရှင်းနေပြောရင်တော့အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့ခုလို့ဆို chess လုပ်မှာပေါ့ chess ဆိုတာတော့မြန်မာလိုပြောရင်တစ်တာပေါ့ okay ညတစ်တာညကပမာဘယ်လောက်ပမာလောက်ရမှာဒါလည်းတစ်တာပါပဲဒါလည်းတစ်တာပဲနေရောဟာအဲ့မှာတွေ့ပြီတစ်တားရင်နဲ့ပဲလောက်ရမှာနော်တစ်တားကလိုသေးတော့တစ်ချက်တစ်တော့ခေါ်ဟုတ်တယ်လားသူကအဲ့လိုမျိုးမလိုတဲ့ချိန်ကျရင်ပါလာလို့ဟိုဖြစ်လာပြီအဲ့ရောဒါရဘာလို့ဘလို့ဖြစ်သွားလဲဟဲ့ဘာလို့ဖြစ်သွားလဲအဲ့ဒါတော့ကိုလာကြုံးလားအဲ့ဒါတော့ကိုနင်တို့ဒီ Minecraft game ထဲမှာပြောဖို့မေးပါလို့ဒီ Minecraft game ထဲမှာကအဲ့ဒါတော့ကိုရှိတဲ့တော်ရရပေါ့ဒါပေမဲ့နောက်မှပဲတော့ပြပါမယ်အဲ့ဒါတော့ရှိတော်ရပါတယ်ပြီးတော့နေသားရှိတဲ့တော်ရရပါတယ်အဲ့လိုမျိုးပေါ့နော်နေသားရှိတဲ့တော်ရရအဲ့ဒါတော့ကိုရှိတဲ့တော်ရရတယ်โอเคနောက်မှတော့ပြပါမယ်တော်နီလည်းသိပါတယ်ဒါပေမဲ့နောက်မှတော့တော့ပြပါမယ်အေးအခု17မိနစ်တော့ဖြစ်သွားပြီဆိုတော့အားလုံးပဲခဏလေးပေါ့အပေါ်တစ်ချက်ပေါ်တက်ပြီငါအိမ်ဘယ်မှာလဲငါအိမ်ဗီဒီယိုဒီ YouTube မှာတင်လို့မရတာကြောက်လို့ဘယ်လိုဆိုတင်လို့မရလို့ရှိရင်လကားသက်စီဖြစ်သွားမှာဆိုလို့ဒါငါအိမ်မှာဟုတ်တယ်โอเคဒီမြေရောက်ခန်းနဲ့သွားရပဲပေါ့လေအားလုံးပဲဘယ်မှာဒီ Minecraft အပိုင်း2ကနေပြီးတော့နှုတ်ဆက်ခဲ့ပါတယ်နောက်ထပ်အပိုင်း3ကိုစောင့်မျှော်လိုက်ပါအောင်အားလုံးပဲ bye bye